မြန်မာနယ်စပ်မဲဆောက်မြောက်ရီတရားအဝင်ထွက်မှာ passport နိုင်ငံကူးလက်မှတ်နဲ့တရားကန့်ကူးစာအုပ် border pass ကိုဘူထက်အသုံးပြုနေသူတွေကိုစစ်ဆေးလျက်ရှိနေတယ်လို့ border echo မှစုံစမ်းသိရှိရပါတယ်။ဒါအပြင် passport နဲ့တရားကူးစာအုပ်စရင်ထပ်ထာတွေ့ရင်အထောက်အထားတစ်ခုကိုသာရွေးချယ်စီပြီးနိုင်ငံကူးလက်မှတ်ဆိုပါက border pass အတွက်ထိုင်းလာဝကကတ်အဖြူကိုထပ်မထုတ်ပေးပဲကန့်ကူးခွင့်တစ်နှစ်အထိပိတ်တယ်လို့သိရတာပါ။ဒါအပြင်ဝင်ထွက်သွားလာရင်ထိုင်းဥပဒေအရသတ်မှတ်တဲ့လမ်းကြောင်းအတိုင်းသာဆောင်ရွက်ဖို့တိုက်တွန်းတာတွေလည်းရှိနေပါတယ်။တရားမှတဆင့်မဲဆောက်မြောက်ရီအဝင်ထွက်လုပ်တဲ့မြန်မာနိုင်ငံသားအများစုဟာထိုင်းမှာတရားဝင်ဗီဇာနဲ့နေထိုင်နေကြတော့လေ။နေ့စဉ်သွားလာနေရတာကြောင့်တုံးကြီးလို့လူသိများတဲ့ re-entry permit ကဇရိတ်စကများလို့ကန့်ကူးစာအုပ်တွေကိုဘူးတက်အသုံးပြုနေကြပါတယ်။အမတ်တချစ်ချီရေးတရားမှတဆင့်နေ့စဉ်ကူးသန်းသွားလာနေကြတဲ့မြောက်ရီဒေသခံတဦးကတော့သူ့မျက်မြင်တွင် passport နဲ့တရားကူးလက်မှတ်ဘူးတက်သုံးသူကိုထိုင်းဘက်မှစစ်ဆေးပြီးအထောက်အထားတစ်ခုသာကင်ဆောင်ဖို့ကြက်မှတ်ဆောင်ရွက်နေကြောင်းကိုအတည်ပြုပါတယ်။ထိုင်းလာဝကဥပဒေအရထိုင်းနိုင်ငံအတွင်းနေထိုင်တဲ့နိုင်ငံသားတွေဟာအထောက်အထားတစ်မျိုးတည်းကိုသာကင်ဆောင်ခွင့်ရှိပါတယ်။ထိုင်းလာဝကပေးတဲ့ဗီဇာရက်မလွန်သေးပဲထိုင်းနိုင်ငံမှပြည်ပကိုထွက်ခွာလိုပါကတုံးကြီးလို့လူသိများတဲ့ re-entry permit ကိုပြုလုပ်ဖို့လိုပြီး single entry နဲ့ multiple entry ဆိုပြီးပုံစံ2မျိုးရှိပါတယ်။မဲဆောက်ကရွှေပြောင်းအရေးကူညီသူတဦးကတော့မဲဆောက်မြောက်ရီအဝင်ထွက်လုပ်သူတွေထိုင်းဥပဒေအရညီဆုံးအောင်မပြုလုပ်ဖို့တိုက်တွန်းထားပါတယ်။